လူတစ်ယောက်ဟာတရဘူးတစ်ခုတည်းကိုတုံးပြီးဘာလို့ဘီလူကြီးတွေအားလုံးကိုခဏချင်းအတွင်းသူ့ရှိမှတူးထောက်ကျိုးလွန်စေခဲ့တာပါလဲအကြောင်းကတော့အဲ့ဒီတရဘူးဟာဘီလူတစ်ကောင်ရဲ့နှလုံးသားစီကနေစွမ်းအားကိုရယူထားတာကြောင့်ဖြစ်ပြီးအဲ့ဒီတရဘူးကိုစောင်းထားတဲ့သူဟာတက်ရှိဘီလူမှန်တမျှကိုအမိန့်ပေးစေခိုင်းနိုင်ပါတယ်ဒီတရဘူးဟာတစ်ချိန်ကလူသားတွေကိုကာကွယ်ပေးခဲ့တဲ့အကောင်းဆုံးလက်နက်ဖြစ်ခဲ့ပေမဲ့မသိနိုင်တဲ့အကြောင်းအရာတစ်ခုကြောင့်ဘီလူတွေရဲ့လက်ထဲကိုရောက်သွားခဲ့ပြီးအခုချိန်ဟာလူသားကဘာကိုသူတို့ကျူးကျော်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်နေခဲ့ပါတယ်ဘီလူကောင်းဆောင်ဟာပဲစစ်တစီကိုမြေကြီးပေါ်ပစ်ချလိုက်ရာစက္ကန့်ပိုင်းတွင်းမှာပဲကြီးမားလာတဲ့ပဲပင်ကြီးတစ်ပင်ကောင်းကင်ထက်စီထိုးထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်ဘီလူတွေအားလုံးဟာပဲပင်ကြီးစီပြေးသွားကြပြီးပဲပင်ကိုလုံးဝချနာတဲ့အခြားအရက်မျက်နှာတစ်ခုစီဦးတီကြီးထွားသွားအောင်အတင်းအကျပ်ပြုလုပ်ခဲ့ကြပါတယ်အကြောင်းကတော့တိမ်တိုက်တွေရဲ့အောက်တက်တင်မှာလူသားကဘာရှိနေပြီးဘီလူတွေဟာစပွဲတော်တီကိုအသင့်ဖြစ်နေကြလို့ပါသူတို့ဟာတစ်တော်ထဲကနေဒီရေလိုင်းကြီးတစ်ခုလိုအရှိန်ဟုန်နဲ့ထွက်လာကြပြီးလူသားတွေကိုကိုရွက်စိတ်တွေလိုခြေထောက်နဲ့နင်းချခဲ့ကြပါတယ်ဘရင်ကြီးကိုယ်တိုင်ပင်ခေါင်းဖြတ်ခံရလူနီးနီးဖြစ်သွားခဲ့ရပါတယ်ဘီလူကောင်းဆောင်ကမင်းသမီးကိုတောင်ပိုင်ဆိုင်ရယူမယ်လို့ကြွေးကြော်ခဲ့ပါသေးတယ်ကံကောင်းစွာနဲ့ပဲကြီးမားတဲ့နွယ်ပင်ကြီးတစ်ခုဟာသူတို့ရဲ့လမ်းကြောင်းကိုရုတ်တရက်ပိတ်ဆို့သွားခဲ့တာကြောင့်အားလုံးထွက်ပြေးဖို့အချိန်ခဏရလိုက်ပါတယ်ဘရင်ကြီးတစ်သားတရားပေါ်သို့ပြေးဝင်သွားသည့်ခဏမှာပဲမြင်းများမှုများရွာသွန်းကျလာခဲ့ပါတယ်စက္ကန့်ပိုင်းတွင်မှာပဲကျုံကြီးဟာမိတတိုင်းကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်သို့တော့တရားကြီးလုံးဝမပိတ်မိမှာပဲဘီလူကောင်းဆောင်ကအတင်းဆွဲလုပ်လိုက်ပါတယ်ရဲမန်များကချက်ချင်းပင်များဖြင့်အပြိုင်ဆိုင်ပစ်ခတ်ခဲ့ကြသဖြင့်အဆိုပါဘီလူကောင်းဆောင်ကိုမိတောင်များအတွင်းသို့ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်သို့တော့သူတို့မသိလိုက်သည်မှာသူတို့သည်ဘီလူကောင်းဆောင်အားအတွင်းသို့ဝင်ရောက်နိုင်သည့်အခြားနည်းလမ်းတစ်ခုကိုကူညီရှာဖွေပေးလိုက်ခြင်းပင်ဖြစ်သည်ဘီလူကောင်းဆောင်ကိုပြန်လည်မောင်းထုတ်ပြီးနောက်ဘရင်ကြီးသည်လက်တလောအတွက်အန္တရာယ်ကင်းသွားပြီဟုထင်မှတ်ခဲ့သည်သို့တော့ခေါင်းဆောင်ကြီးတစ်ခုရုတ်တရက်လဲပြိုကျလာခဲ့ပြီးနောက်တွင်ဘီလူချိန်များ Hawks သည်ရဲတိုက်တကားပေါ်သို့ချိတ်တွေ့သွားခဲ့သည်ပြင်ပမှဘီလူတပ်ဖွဲ့ကြီးသည်သူတို့၏အစွမ်းကုန်ခရီးဖြင့်စတင်ဆွေးနွေးကြတော့သည်အခြေအနေမကောင်းမှန်းလိမ့်မိသွားသည့်မင်းသမီးနှင့်ကြက်ကြတို့သည်အကူအညီတောင်းရန်အိမ်ကြီးချင်းရဲတိုက်များစီသို့ချက်ချင်းပြေးထွက်သွားကြသည်သို့တော့ဘီလူများကသူတို့ကိုထိုမြအချိန်ပေးရန်ရည်ရွယ်ချက်မရှိခဲ့ပေစစ်တီများကတရားတကားကိုမြေကြီးနှင့်ရိုက်ထားတော်လဲသူတို့ထံသို့ပြန်တန်းလာသောမိတောက်နေသည့်တစ်ပင်များကိုမူမတားဆီးနိုင်ခဲ့ကြပေလူသားများအတွက်ပြန်လည်တိုက်ခိုက်ရန်နည်းလမ်းမရှိခဲ့ပဲစက္ကန့်ပိုင်းတွင်ရဲတိုက်တစ်ခုလုံးမိဟုံဟုံတောင်းလောင်သွားခဲ့သည်ထို့တော်တွင်ကျက်နှင့်မင်းသမီးတို့လည်းဒုက္ခနှင့်ကြုံတွေ့နေရသည်ဘီလူကောင်းဆောင်သည်သူ၏အလွန်ဆူရှသောအနံ့ခံအာယုံကိုအသုံးပြု၍ခမ်းမဆောင်၏တိကျသောတီနေရာကိုရှာဖွေနိုင်ခဲ့သည်သူတို့နှစ်ယောက်ညီမျှပင်ပြုမှုဆောင်စည်းပါစေသူ၏နှာခေါင်းမှမလွတ်မြောက်နိုင်ခဲ့ပေပေပေါင်းများစွာမြင်မာသောဘီလူကြီးကိုပြန်လည်တိုက်ခိုက်ရန်ကြိုးပမ်းမှုမှန်သမျှသည်လုံးဝမျှော်လင့်ချက်မဲ့နေပုံရသည်တစ်ချိန်တည်းမှာပင်ရဲတိုက်တကားပြင်ပမှကာကွယ်ရေးများစစ်စစ်ပြိုကွဲသွားခဲ့သည်ဘီလူများသည်ဝင်းအတွင်းသို့ပေါ့ပေါ့ပပပင်တိုက်ရိုက်ချီတက်လာကြသည်စစ်သူကြီးသည်တိုက်ပွဲဝင်ရင်တေဆုံးရန်အသင့်ပြင်ထားပြီးဖြစ်သည်သို့တော့နောက်ဆုံးခဏ၌ပင်သူ၏နောက်ွယ်မှအစိမ်းရောင်နယ်ပင်ကြီးတစ်ခုရုတ်တရက်ပေါက်ထွက်လာခဲ့သည်စက္ကန့်ပိုင်းတွင်မှာပင်ထိုနယ်ပင်သည်ရဲတိုက်တစ်ခုလုံးကိုစုပ်ပြတ်တက်သွားစေခဲ့သည်ထို့နောက်ဘီလူများအားလုံးချက်ချင်းတူးထုတ်လိုက်ကြသည်ကျက်သည်တရဖူကိုစောင်းရက်ထွက်လာခဲ့သည်အရေးကြီးသောခဏ၌ကျက်သည်သူ၏အိတ်ထဲမှစိတ်တစားပဲစေကိုထုတ်ယူလိုက်ခြင်းဖြစ်သည်ဘီလူကြီးပါဇက်လိုက်သည့်ခဏ၌ကျက်သည်ပဲစေကိုပါဇက်ထဲသို့တိုက်ရိုက်ပစ်ထည့်လိုက်သည်ခန္ဓာကိုယ်အတွင်းမှနွယ်ပင်ပေါင်းများစွာရုတ်တရက်ရဲရဲတင်းတင်းပေါက်ထွက်လာပြီးဘီလူကောင်းဆောင်ကိုတစားစီပိုင်းဖြတ်ပစ်လိုက်သည်နောက်ဆုံးတွင်ကျက်သည်ဘီလူတက်မတော်တစ်ခုလုံးကိုပြန်လည်ထွက်ခွာရန်အမိန့်ပေးလိုက်ပါတော့သည်